ကျွန်တော်တို့ product တွေကိုရောင်းတော့မယ်ဆိုရင်ဒီ point of sale ad ကိုသုံးရမှာပေါ့နော်ဒီ point of sale ad ထဲမှာဆိုရင်ဒီမှာ section ဖွင့်တဲ့နေရာရှိရယ် section ဖွင့်ပြီးရတဲ့ဒီမှာကိုရောင်းမဲ့ product တွေရှိပေါ့နော်ဒီအပေါ်ကတော့ category တွေပေါ့နော်အမှသူကဒါရောင်းမယ်ဆိုရင်ဒါကိုနှိပ်လိုက်ပုံမှန်ဆိုရင် save price ထည့်ထားပြီဆိုရင်ဒီမှာ amount က auto ကျပေါ့နော်ဒီဟာတွေကအခု save price မထည့်ထားရသေးရဲ့ဒါတခုရောင်းမယ်ဆိုရင် price ထည့်မယ်ဆိုရင်ဒီမှာ priceက2000ပြီးတော့ဒါကိုရိုက်ပြီးရင်ဘယ်နှခုဝယ်ပါလဲနှစ်ခုဆိုနှစ်ခါနှိပ်လိုက်ပေါ့နော် price ကနော်ပြီးကြရင်ဒါကိုလေဘယ်နှခုဝယ်ပါလဲ3ခုဝယ်ပါလားပေါ့နော်3ခုဝယ်မယ်ဆိုရင်ဒီမှာ price ကိုနှိပ်သူ့ရဲ့ဈေးကိုနှိပ်အဲ့လိုပြီးသွားပြီဆိုရင်ပုံမှန်ဆိုရင်သူတို့ကို100လျှော့တာတို့200လျှော့တာတို့ရှိမယ်ကွာအဲ့ဒါဆိုရင်ဒီနားမှာ product ကို discount product လေးရှိမယ်ဒီမှာ discount ဆိုတဲ့ product လေးကိုရှာလိုက်ပြီဆိုရင်ဒီ price နေရာမှာဘယ်လောက်လျှော့မှာလဲဟိုကဘယ်လောက်လျှော့ချင်တာလဲပေါ့နော် minus နဲ့မှားတယ်ဆိုရင်ဒီအမှားချက်လေးနေပေါ့နော်ကိုဘယ်လောက်လျှော့ချင်လဲဆိုရင်ဟာကိုminus 200ပေါ့နော်သူ့ကို200လျှော့ပေးရဲဆိုရယ်ပုံစံနဲ့ minus 200ထည့်မယ်ပြီးကြရင်ပေးမယ်ဒီနားမှာကသူကဗာနဲ့ပေးရလဲ cash နဲ့ပေးရလား KB နဲ့ပေးရလား AYE နဲ့ပေးရလားအဲ့တော့ cash နဲ့ပေးရအဲ့တော့ blooding နေလိုက်ဒါဆိုရင်ဒီမှာကစားကြလာပြီပေါ့နော်ပြီးကြရင်ဒီ new order ကိုတွားပြီးပုံမှန်ပြန်ရောင်းတယ်လို့ရောင်းလို့ရပြီအဲ့ဒါမှ customer ကပြန်လာလဲတာပဲဖြစ်ဖြစ်ဒါမှမဟုတ်နှစ်ခုကြီးရိုက်မိတာပဲဖြစ်ဖြစ်ဆိုရင်ဒီ order တွေကဒီ active order ဆိုတဲ့ဟာကိုနှိပ်မယ်ပြီးရင်ဒီ page ဆိုတဲ့ဟာလေးကိုနှိပ်မယ်ပေါ့နော်ခုနဒီအဆောင်နှစ်ခါပဲရိုက်မိရပဲဖြစ်ဖြစ် customer က refund ပြန်လာပေးရပဲဖြစ်ဖြစ်ဒီဆောင်ပါပေါ့နော်ဥပမာဒီဆောင်ဒီဟာဟို customer ကတစ်လုံးပြန်လာလဲတယ်ဆိုရင်ဒီမှာ1ဆိုပြီးတော့သူလာလဲတဲ့ဟာလေးကို select မှတ်ပေါ့နော်ဒါလဲလဲရတာဒါလဲရတာဒီ select မှတ်မှတ်ပြီးဒီမှာ1ဆိုပြီးတော့သူ refund ပြန်မယ်တဲ့ဆောင်ပေါ့နော်အဲ့ဒီ refund လို့နေလိုက်ရင် minus 2000ဆိုပြီးထွက်သွားသူ့ကိုရောကိုက KB နဲ့ပြန်ပြီးမှလား cash နဲ့ပြန်ပြီးမှလားဆိုပြီးတော့ရွေးခိုင်းတယ် cash နဲ့ပဲပေါ့နော်အဲ့ဒါဒိန်းနေလိုက်အဲ့လိုမျိုးလုပ်လို့ရတယ်ပေါ့နော်အဲ့နဲ့ညနေကျရင် session ပိတ်မယ်ဆိုရင်ဒီမှာဒီဘက်ကိုဒီမှာ close register ဆိုပြီးရှိတယ်အဲ့ဒီမှာ cash out လုပ်ပေါ့နော်ဒီမှာ cash နဲ့ရောင်းထားတာဒီလောက်ရှိတယ်19303ပေါ့နော်အဲ့တော့ cash out လုပ်မယ်ပေါ့နော်ပြီးကြရင် reason ပေါ့နော်တခုခုရေးပေါ့ရေးလိုက်ရေးပြီးဒီမှာ confirm ဆိုတဲ့ဟာကိုနှိပ်လိုက်ပြီးပြီဆိုရင်ဒီမှာ cash မှာ0ဖြစ်သွားပြီဒါ cash out လုပ်လိုက်တယ်ဆိုတဲ့ပုံစံကွာပြီးကြရင် close register ဆိုပြီးနှိပ်လိုက်ပြီးကြရင်ဒီ backend နဲ့ပြန်ထွက်လိုက်backend နဲ့ပြန်ထွက်လိုက်ပြီဆိုရင်ပေါ့ရရပေါ့နော်point of sale ကဒီလိုနည်းနဲ့ရောင်းရပါပေါ့နော်